ဝင်းမြို့နယ်ဝက်ကမှုရပါကျမဒေါ်နွဲလို့ခေါ်ပါတယ်အသက်က62နှစ်ပါအပါစီးကျိုယောဂဖြစ်တာဘယ်လောက်ကြာပြီလဲ10နှစ်ရှိပါပြီစီးကျိုရှိမှန်းဘယ်လိုမျိုးသိရတာလဲမသိစီးကျိုရှိမှန်းသိတော့ဘိုးရင်တွေးတက်ထားနေပြီးမှဆရာဝန်နဲ့တွားပြတော့စီးကျိုရှိတယ်လို့ပြောတယ်အဲ့ကနေပြီးတော့ကျမအဲ့မချက်မနစ်ကနတော်လာစီးကျိုတက်လို့ချက်တော့တွားခွဲရပါတယ်ရှိမှကြီးကတဲ့တထောင်ပေါ့တွေးတက်ထားနေအညော်မိပြီးတော့ချက်တော့ရောင်ပြီးရှိတယ်မကြီးခွဲရပါချက်တော့မဖြားဘူးခွဲရတယ်ရှိမတွေလည်းထိတ်တယ်လည်းကွဲပြီးမဲလျှောက်သွားရှိတော့ဖြတ်ပြရမယ်လို့ဆရာဝန်ကစစကိုပြောတာနောက်တော့ကရင်တစ်ထောင်ရောက်တော့ခွဲပြီးတော့အမေးတွေမဖြားဘူးတဲ့ဒီထဲကဟိုတင်းကိုလည်းတွေးပုတ်တွေနဲ့ဟိုတင်းကြောက်လဲအမေးတဲ့အချိန်ကြီးကောင်းနေတဲ့ဗာယောဂမမဟုတ်ဘူးတဲ့အထဲတွေကအဲ့ဒီဟာပြီးတော့စီကျူတက်တာလေစီကျူတက်ရင်ခြေတော့ကစစ်နဲ့နေတယ်ဆရာဒီရောက်ပြီးရောက်တဲ့နေ့ကတော့259ရှိတယ်ဟိုလာတော့ကတော့မျက်စိတွေလည်းမွဲတယ်ဆရာအိမ်မနေတော့ထမင်းကလည်းစားမိတယ်အစားရမမှန်ဘူးနဲ့တဲ့တယ်ဆိုပြီးတော့တည်သေးဗညာလည်းစားမိတာပေါ့အဲ့လိုနေတယ်ဒီရောက်တဲ့အခါကျတော့ဆက်လည်းမထိုးတော့ဘူးနေရထိုင်ရလည်းကောင်းတယ်တနေ့တိတာလာတယ်တနေ့နဲ့တနေ့ရောက်တဲ့နေ့ကတော့တရားမထိုင်နိုင်ဘူးတရွှွနေရပြင်ရအခုတော့နောက်ပိုင်းကျတော့15မိနစ်တစ်ချိန်နိုင်ဝက်တစ်ချိန်ပဲပြင်ရတော့တယ်ဝင်းတော့မထိုင်နိုင်လို့တရွှွပြင်ရညာရင်းညတာကျတော့စီးကျိုရှိတဲ့လူတွေကစီးခဏခဏထသွားတာရှိတယ်အိမ်မဲတုန်းကတော့နှစ်ခါ3ခါလောက်ထားရတယ်ဆရာဒီရောက်တော့တစ်ခါတောင်တစ်ခါတလေမထားဘူးဒီမဲစားရတာတော့အဆင်ပြေပါတယ်ဆရာဘာလို့လဲဆိုတော့ဟိုစားလဲမငန်းဆေးလို့မစားတော့အဆင်ပြေပါတယ်အိမ်မဲဆိုတော့အများမိသားစုဆိုတော့စားငန်းရငန်းမဲငရုတ်တိပိုင်ပါမယ်ဆိုတော့အဲ့ဒါမျိုးစားတော့အဆင်မပြေဘူးဒီမဲဆိုတော့တစ်ခါမှလည်းဒီလိုလဲမပြေဘူးဆရာရဲ့ဒီမဲကြတော့အဆင်ပြေတယ်အကုန်လုံးဆရာတော်ရဲ့မိကြားချက်လဲနာခံပါခင်ရောက်သွားပြီ၄ချိန်ကနေပါလေလုံးအောင်မလား၄ချိန်ကလည်းလောက်ရမယ်ဆရာဒါမဲ့ဟိုဒီမဲ၄ချိန်တရားထိုင်ရသလိုဟိုမဲတော့မနေ့တစ်ချိန်ညတစ်ချိန်ပဲထိုင်နေမှာပါအလုံးဆိုတော့မိဘပြည့်စုံရတာနဲ့မှာလို့ငကိုတွေကလည်းပဲမနေ့မိုးလင်းလာဆွတော့တင်းငါးပါးသီလယူပြီးတော့နေပါတယ်ကိုရက်ကလာတော့ဆရာကြီးရောက်တဲ့နေ့ကတော့ရေမချိုးနောက်နေ့မှရေချိုးတော့ရေချိုးမှပြီးဖျားတာပဲရှိတယ်ကျန်တာဘာမှမရှိဘူးဆရာအဆင်ပြေဆရာလည်းဆေးပေးပါတယ်ဆေးမှန်လည်းတောက်ပါတယ်ဆရာစကားမှာဖွင့်ပေးတဲ့ကုသပေးတဲ့တရားပြပေးတဲ့ဆရာတော်ပေါ့နော်ဒါလည်းဆောက်ထားကြတယ်ဆရာတော်ကျေးဇူးမေတ္တာကြောင့်မလို့စီကျိုယောဂလည်းကြားလို့တပည့်တော်လည်းကြမ်းမှရှိပါတယ်ဆရာတော်ဘုရားလည်းကြမ်းပါပါစေလို့ပဲမေတ္တာကြီးလေးပေးပြီးပါ